အားလုံးပဲအခုဆိုရင် One Piece manga မှာကျွန်တော်တို့အားလုံးနှစ်အလားစောင့်မျှော်နေခဲ့ကြတဲ့ God Valley Incident ကြီးကိုနဖူးတွေ့တူးတွေ့အစအဆုံးမြင်ခဲ့ကြရပြီ။ God Valley ဆိုတဲ့နာမည်ကိုကျွန်တော်တို့ Wano Arc မှာ Sangoku စီကနေစပြီးတော့ကြားခဲ့ကြရတယ်။အဲ့ဒီကတည်းကလည်းအားလုံးကဒီ God Valley Incident အကြောင်းကိုစိတ်ဝင်စားခဲ့ကြတယ်။စဉ်းစားကြည့်လေဟိုးရင်ခေတ်တုန်းကအရန်ကျန်းတဲ့ပင်လယ်ဓမြကြီးတယောက်ရှိတယ်။ဘလောက်ကျန်းလဲဆိုရင်အခုခေတ်စောက်ရန်ကျန်းပါတယ်ဆိုတဲ့ယွန်ကိုတွေဖြစ်တဲ့ Big Mom တို့Kaido တို့ White Bear တို့တောင်မှသူ့လက်အောက်မှာလှုပ်ခဲ့ကြရတယ်။အဲ့ဒီပင်လယ်ဓမြစောက်ကျန်းကြီး Rocks ကိုအနာဂတ်မှာပင်လယ်ဓမြဘရင်ဖြစ်လာမဲ့ Goldie Roger နဲ့ရေတက်ရဲ့သူရဲကောင်းဖြစ်လာမဲ့ Monkey D. Garp တို့ကနှစ်ယောက်ပေါင်းပြီးတော့အနိုင်ယူခဲ့ကြရတယ်တဲ့။ဒါကိုကြားတာနဲ့လည်းစိတ်မဝင်စားပဲနေမဲ့သူရှိမှမထင်ဘူး။အဲ့ဒီနောက်အားလုံးသိကြတဲ့အတိုင်း Kuma ရဲ့ flashback လာတဲ့ God Valley အကြောင်းတပိုင်းတစမြင်ခဲ့ကြရတယ်။ကျွန်တော်တို့ One Piece fan တွေလည်း God Valley Incident ကြီးအကြောင်းtheory တွေထုတ်ခဲ့ကြတယ်။ဘာတွေမြင်ရနိုင်လဲဆိုပြီးတော့ခံမှန်းခဲ့ကြတယ်။မျှော်လင့်ချက်တွေထားခဲ့ကြတယ်။ဒီနေ့ဗီဒီယိုမှာတော့ God Valley Incident မှာမြင်ရနိုင်တယ်တွေ့ရနိုင်တယ်ဆိုပြီးတော့ထုတ်ခဲ့ကြတဲ့ theory တွေမျှော်လင့်ခဲ့ကြတဲ့အကြောင်းအရာတွေတဲကမှအခု God Valley Incident ကြီးတကယ်ဖြစ်လာတဲ့အခါမှာပါမလာခဲ့တဲ့မျှော်လင့်ချက်တွေတကယ်ဖြစ်မလာခဲ့တဲ့ God Valley theory တွေအကြောင်းကိုကျွန်တော်နဲ့အတူတူမှတ်မိတဲ့လောက်လေးတွားပြန်ကြည့်ကြရအောင်ပါဗီဒီယိုမစခင်ကျွန်တော်ပြောချင်တာလေး2ခုလောက်ရှိလို့နားထောင်ပေးကြပါဦးပထမတစ်ခုကတော့အခြားမဟုတ်ပါဘူးဒီဗီဒီယိုကမန်ဂါတွေကအကြောင်းအရာတွေကိုပြောမှဖြစ်တဲ့အတွက်ကိုက anime only သမားဆိုရင်ဒါမှမဟုတ်မန်ဂါကို ongoing အထိမဖတ်ရသေးဘူးဆိုရင်ဒီဗီဒီယိုကိုစမကြည့်ကြပါနဲ့哦 spoiler တွေအများကြီးပါပါမယ်တကယ်ဇက်လန်ကိုခန်းစားတဲ့အခါကျရင်အရသာပြတ်သွားမစိုးလို့ Oda Sensei ရဲ့ storytelling ကိုအရင်ခန်းစားပြီးမှကျွန်တော်ရဲ့ဗီဒီယိုကိုပြန်လာကြည့်ကြဖို့ပြောချင်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်ဒီဗီဒီယိုကိုအရှိရ cover story ဗီဒီယိုတွေလို့မဟုတ်ဘဲနဲ့ဘော်ရာချင်းစကားပြောနေတဲ့ပုံစံမျိုးဖြစ်အောင်တက်နိုင်ဆုံးလုပ်ထားတယ်ရှေ့လျှောက်လဲ theory review ဗီဒီယိုတွေ discussion ဗီဒီယိုတွေဆိုရင်အခုပုံစံမျိုးနဲ့ပဲဆက်လုပ်ဖြစ်မယ်လို့ထင်တယ် cover story ဗီဒီယိုတွေကတော့ထုံးစံအတိုင်းပဲ storytelling ပုံစံနဲ့ပဲဆက်သွားဖို့ရှိတယ်အဲ့တော့ကိုလူတို့ရောဘယ်လိုထင်ကြလဲကျွန်တော်ကိုအကြံပေးသွားကြပါအောင်ကဲအဲ့တော့ရှေ့ချေဝိုးတွေထပ်ပြောမနေတော့ဘူးကျွန်တော်တို့ရဲ့ဗီဒီယိုကိုစလိုက်ရအောင်ကိုလူတို့တော့မသိဘူးကျွန်တော်ကတော့ God Valley Incident မှာမြင်ချင်ခဲ့တဲ့အရာတွေထဲမှာ Baggy ရဲ့ origin လဲပါတယ်အားလုံးသိကြတဲ့အတိုင်း Roger ပင်လယ်ဓမြအဖွဲ့ထဲမှာကလေး2ယောက်ရှိတယ် Shanks နဲ့ Baggy နဲ့အဲ့တော့ကျွန်တော်တို့ Shanks ရဲ့အကြောင်းကိုသိတဲ့လောက်အကုန်သိပြီးပြီအခု God Valley Incident လဲကြာရောအစအဆုံး Shanks တယောက်ဘလို့မွေးလာတဲ့အဖေမေတွေကဘသူတွေ Roger Pirate ထဲကို Shanks ဘလို့ရောက်လာခဲ့တယ်ဆိုတာတွေကိုမြင်ခဲ့ကြရတယ်အဲ့တော့ငယ်က Shanks နဲ့အတူတူကြီးပြင်းလာခဲ့တဲ့ Baggy ရဲ့အကြောင်းကိုလည်းဒီ God Valley Incident ပတ်ဝန်းကျင်လောက်မှာမြင်ရလိမ့်မယ်လို့ထင်ထားခဲ့တာပြီးတော့ Baggy က Rocks ရဲ့သားဆိုတဲ့ theory ကလည်းရှိသေးတယ်ဆိုတော့ဘာနေ Baggy ရဲ့အကြောင်းနည်းနည်းတော့ပါလာမယ်လို့ထင်ခဲ့ကြပေမဲ့လည်းအခု God Valley Incident ကြီးသာပြီးသွားတယ်နောက်ဆုံး Elbaf flashback ကြီးတစ်ခုလုံးသာပြီးသွားတယ်Baggy ရဲ့အကြောင်းဆိုလို့ကျွန်တော်မှတ်မိသလောက်ဆိုရင် Roger ပင်လယ်ဓမြဘရင်ဖြစ်ပြီးဟေးလို့ပြောတဲ့အချိန်ဆွဲပြတဲ့ပုံထဲမှာ Shanks နဲ့အတူတူကနေတာတခါနောက်အခုနောက်ဆုံးထွက်ထားတဲ့ chapter မှာ Scoba Gabansi ကနေပြီးတော့မင်းနဲ့ Baggy ကငါတို့ရဲ့တားရင်းနေလို့ပါပဲကွာဆိုပြီး Shanks ကိုပြောတာတခါအနှစ်ခါပဲပါမယ်ထင်တယ်တခင် Baggy အကြောင်းကိုကျွန်တော်တို့မမြင်ခဲ့ကြရပါဘူး Scoba Gaban ဆိုလို့နောက်ထပ်တစ်ခုက Scoba Gaban အကြောင်းပြElbaf မှာ God's Night တွေနဲ့ Straw Hat တွေနဲ့ချနေတဲ့အချိန်မှာ Scoba Gaban ပေါ်လာတော့စွန်မာကိုမတွေ့ရကြဘူးနော်လို့ပြောခဲ့ပြီးတော့စွန်မာကလည်းအရင်တုန်းကတိုက်ခိုက်ခဲ့ဘူးတဲ့ပုံစံနဲ့ Scoba Gaban ကိုကြောက်လန့်နေခဲ့တယ်ပြီးတော့ Gaban က God's Night တွေကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကိုလည်းသိနေခဲ့တယ်အဲ့တော့ကျွန်တော်တို့ထင်ခဲ့ကြတာက God Valley Incident မှာတုန်းက Gaban နဲ့စွန်မာနဲ့ချခဲ့ကြလိမ့်မယ်ပေါ့အဲ့ဒါကြောင့်မို့လို့ Gaban ကဒီကောင်ကိုချမယ်နီးကိုသိနေတာဆိုပြီးတော့ထင်ခဲ့ကြတယ်စွန်မာနဲ့မဟုတ်ရင်တော့မှတခြား God's Night တရားရောက်တဲ့ God Valley မှာချခဲ့ကြမယ်လို့အားလုံးကထင်ခဲ့ကြတာဒါပေမဲ့တကယ်တိုက်ပွဲက God Valley မှာဖြစ်သွားခဲ့တာမဟုတ်ဘူးကျွန်တော်တို့ God Valley မှာမြင်ခဲ့ကြရတာကစွန်မာတယောက်ရှက်ကီကိုအနိုင်ကျင့်တာမြင်ခဲ့ရတယ်တခြားပြန်မချနိုင်တဲ့ပြည်သူတွေကိုရုပ်ကန်လိုက်သက်နေတာကိုမြင်ခဲ့ကြရတယ်ဒီလောက်ပဲ Gaban ဆိုရင်လည်း Garp နဲ့ Roger ကိုကယ်တဲ့အချိန်ထမ်းပြေးသွားတာပဲရှိတယ် Really နဲ့ Gaban နဲ့က God's Night တွေကိုတိုက်ခိုက်ခဲ့လားဒီတိုင်းပဲထမ်းပြီးတော့လွတ်အောင်ပဲထွက်ပြေးခဲ့တာလားဆိုတာကိုကျွန်တော်တို့မမြင်ခဲ့ရဘူးအခုနောက်ထွက်တဲ့ chapter မှာတော့
Scoba ကပန်းတယောက် God Snipe တွေနဲ့ဘယ်တော့မှတိုက်ခိုက်ခဲ့ဘူးလဲဆိုတာကို Oda ကပြောပြခဲ့ပြီးပြီဒါပေမဲ့လည်းကျွန်တော်တို့ထင်တယ်လို့ God Valley Incident မှာ Scoba ကပန်းနဲ့ Soma တို့တိုက်တဲ့ပွဲကိုတော့မမြင်ခဲ့ကြရပါဘူး God Snipe တွေအကြောင်းဆက်ပြောရရင်အခုပြောမယ်နောက်တစ်ယောက်က Garland ပါဟုတ်ပါတယ် Fingerland Garland Shanks ရဲ့အဖေ Garland ကိုစပြီးတော့မိတ်ဆက်ခဲ့တဲ့နောက်မှာလူတွေကဒီဘေးကြီးကစောင်းရမ်းချက်မှာပဲဆိုပြီးတော့ထင်ခဲ့ကြတယ် God Valley Incident မှာလည်းစောက်ရမ်းကိုပါဝါတွေပြမှာပဲဆိုပြီးတော့အားလုံးကမျှော်လင့်ခဲ့ကြတယ်မမဲက God Valley Incident ကို official မန်ဂထဲမှာမမြင်ရခင်က God Valley Incident ကြရင်တော့ဒီကောင်တွေနဲ့ချနိုင်တယ်ဟေ့ဆိုပြီးတော့ character တွေကိုပွဲတည်ပေးခဲ့ကြတဲ့ YouTube video တွေတောင်မှရှိခဲ့သေးတယ်အဲ့ဒီတုန်းကဆိုရင်အားလုံးက Garland ကို Whitebeard နဲ့တိုက်ခိုက်ခဲ့ကြလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတယ်ဘာလို့လဲဆိုတော့ဟိုးအရင်ဇလန်အစောပိုင်းမှာတုန်းကAnimal episode 300ကျော်လောက်မှထင်တယ် Whitebeard နဲ့ Shanks နဲ့တွေ့တဲ့အခန်းကိုကျွန်တော်တို့စပြီးမြင်ရတဲ့အချိန်မှာ Whitebeard က Shanks ကိုပြောတယ်လေမင်းကိုမြင်ရတာသူ့ကိုယ်တော်သတိရတယ်ကွာဆိုပြီးတော့ပြောခဲ့ကြတယ်အဲ့ဒီတုန်းကတော့လူတွေကထင်ကြတာက Shanks ကိုမြင်ရတာ Roger ကိုသွားသတိရလို့ Whitebeard ကသူ့ရဲ့ပြိုင်ဘက်ဟောင်းကြီး Roger ကိုသတိရနေတာဆိုပြီးထင်ခဲ့ကြတာနောက်ပိုင်း Garland ကိုမိတ်ဆက်တဲ့အခါမှာတော့အဲ့ဒီတုန်းက Whitebeard ပြောတာ Garland ကိုပြောတာဖြစ်နိုင်တယ်ဆိုပြီးတော့ theory တွေထွက်ခဲ့ကြတယ် God Valley မှာ Whitebeard နဲ့ Garland နဲ့ချ Garland က Whitebeard ကြီးကိုတန်ရာပေးအမာရွတ်ကြီးကြံခဲ့ Whitebeard က Shanks နဲ့တွေ့တော့ Garland နဲ့ရုပ်ချင်းတူတဲ့ Garland ရဲ့သားကိုမြင်ရလို့ Garland ကိုပြန်ပြီးတော့သတိရတယ်ဆိုပြီးပြောတာဆိုပြီးတော့အားလုံးကထင်ခဲ့ကြတာပါဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်း God Valley Incident မှာ Garland လောက်ခဲ့တာဆိုလို့သူ့မိမကိုတတ်တယ်အကူညီမဲ့နေတဲ့တိုင်းသူပြည်သားတွေကိုတတ်တယ် Rocks နဲ့တကယ်တွေ့တော့ Rocks ကျုံနာခံလိုက်ရတယ်နောက်ဆုံး Rocks ကတေကန်နီးဖြစ်နေတဲ့အချိန်မှာရောက်လာပြီးတော့ကောက်စားသွားတယ်အဲ့တော့ community ထဲမှာစကားလုံးအသစ်တစ်ခုပေါ်လာတယ် game ထဲမှာကေးလူစားခံရရင်ဟဲ့အောင်မင်း Garland မလုံးနဲ့ဆိုပြီးတော့ဒါပြောလိုက်ပါအဲ့တော့ထားပါတော့ Garland အကြောင်းကိုကျွန်တော်တို့မျှော်လင့်ထားတဲ့တော့မမြင်ခဲ့ရဘူး Garland နေမယ်လားဆိုတော့မဟုတ်ဘူးဗျတခြား God Snipe တွေအကြောင်းလဲဘာဆိုဘာမှကိုမတွေ့ခဲ့ရဘူး God Valley Incident ဆက်စချင်းမှာတော့က Oda ကဒီ God Valley Incident မှာလာစုံကြတဲ့အဖွဲ့တွေကိုဒီ double page spread ကြီးတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။ဥမာ God ရဲ့အဖွဲ့ဆိုရင်လည်းလုံးဝတင်မောပေါ်ဆင်းလာတဲ့ design ကိုတယောက်ချင်းစီဆွဲပြတယ် God ရဲ့အဖွဲ့ပေါ့။ Roger Pirates ဆိုလဲ Roger ရဲ့အဖွဲ့ပေါ့တယောက်ချင်းစီအကုန်ဆွဲပြ Rocks Crew ဆိုလဲ Rocks ရဲ့ crew ပေါ့။God Snipe တွေမှာလည်းအဲ့လိုပဲ God Snipe တွေဆိုပြီးတော့လုံးဝတယောက်ချင်းစီကိုရှေ့တွေဆွဲပြထားတဲ့ page တွေပါလာခဲ့တယ်။အဲ့မှာဆိုလို့ရှိရင်အမှလူတွေကကြည့်ပြီးတော့မျှော်လင့်ခဲ့ကြတာပေါ့ဟာဒီ Joey နဲ့ God Snipe မကြီးကတော့ဘယ်သူနဲ့တိုက်ခိုက်နိုင်တယ်ဒီကောင်ကြီးကတော့ဘယ်သူနဲ့တိုက်ခိုက်နိုင်တယ်ဒါပေမဲ့တကယ်တမ်း God Valley Incident ဖြစ်ပျက်တွေဖြစ်တဲ့အခါမှာတော့ဒီကောင်တွေကိုကျွန်တော်တို့ဘာမှမတွေ့ခဲ့ရသလိုဘာမှလည်းဟုတ်ဒီပတ်တီလောက်ခဲ့တာလည်းမမြင်ခဲ့ရဘူး Garland ကလည်း Rocks နဲ့တိုက်ခိုက်ခဲ့တာမှန်ပေမဲ့ fight scene တွေက off screen ဖြစ်သွားတယ်ဘယ်လိုတိုက်ခိုက်ခဲ့လဲကျွန်တော်တို့မမြင်ခဲ့ရဘူးတခြား God Snipe တွေကလည်းလောက်ခဲ့တာဆိုလို့ဆော့ဆွန်မာကရှက်ကီကိုတွားပြီးတော့အနိုင်ကျင့်တယ်ဒါတော့ really ပေါ်လာတော့ကောင်းကောင်းအနိုင်မကျင့်လိုက်ရဘူးနောက်ဂျိုပါတဲ့ God Snipe မကြီးက Dragon ကိုပါဇက်တွေကလေဆာနဲ့ပစ်တယ်သူလည်းအဲ့တခုပဲပါလိုက်တယ်နောက်ထပ် Whitebeard တို့ရောက်လာတော့နှစ်ပိုင်းပြတ်သွားပြီးတော့ဘာမှဆက်မပါလာတော့ဘူးကျန်တဲ့နှင်းလူပုံစံ God Snipe တို့နောက် Gungo ကျွန်တော်တို့ရဲ့ Gungo တို့နောက်အုတ်ထုတ်ဆောင်ထားတဲ့တနက်နဲ့ပြစ်တဲ့မန်မေယာကလန်ကားလို့ပြောတဲ့ကောင်မလေးတို့ဆိုရင်နောက်ပြီးရှိတဲ့ဟို blonde hair နဲ့မန်ဂထဲမှာတော့သူကသပင်အနက်ရောင်နဲ့ဆိုပေမဲ့ color spread ထွက်လာတဲ့အခါမှာရော anime ထဲမှာခဏကူမာ flashback မှာပါတဲ့အခါမှာရောသပင်ကရွှေရောင် blonde hair နဲ့အဲ့ဒီ God Snipe လည်းဘာမှလုပ်တာမမြင်ခဲ့ရဘူးGod Snipe တွေ့တင်ပဲဘာမှမလုပ်ခဲ့တာလားဆိုတော့မဟုတ်ဘူးဗျ Rocks ရဲ့ပင်လယ်ဓမြအဖွဲ့ကလည်းဘာမှမလုပ်ခဲ့ပြန်ဘူးဘာမှမလုပ်ခဲ့ဘူးဆိုတာအထက်ထင်ထားသလောက်ကျန်းနာရမ်းတာတွေမမြင်ခဲ့ရဘူးပေါ့ကျွန်တော်တို့မြင်ခဲ့ရတာဆိုလို့ Rocks Pirate တွေက Roger Pirate တွေ Shaggy ကိုကယ်လာတဲ့အချိန်မှာကူပြီးတော့ကာကွယ်ပေးတယ်နောက်ရတနာတွေလူကြရင်နဲ့အချင်းချင်းချကြတယ် Ganzui နဲ့ Shinki နဲ့ Captain John နဲ့ဟုတ်လားအချင်းချင်းချတယ်ကျွန်တော်တို့တေချာမြင်ခဲ့ရတာဆိုလို့ Kaido သူ့ရဲ့ Devil Fruit ကိုဘယ်လိုစားခဲ့လဲဆိုတာရယ် Big Mom ရဲ့ Kaido ရဲ့ Whitebeard ရဲ့ Rocks ကို Domi River စီလောက်ခံလိုက်ရတဲ့အချိန်မှာခဏလောက်တစ်ချက်စီချခံလိုက်ရတာရယ်ပဲမြင်ခဲ့ကြရတယ်။ဘာနေနေ Kaido နဲ့ Big Mom ကတော့တခြား Rocks Pirate တွေထပ်စားလို့ရှိရင်လောက်ပြတာလေးတွေမြင်ရသေးတယ်ဆိုပေမဲ့တခြား Ganzui တို့ Captain John တို့ Gilbuster တို့ကတော့သူတို့မှာဘာ Devil Fruit တွေရှိတယ်ဆိုတာလောက်ပဲမြင်ရပြီးတော့ဇလန်အတွက်ဘာမှထူးထူးခြားခြားလည်းမမြင်ခဲ့ကြရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီ God Valley Incident မှာ
ဆော့ပြောသလိုပဲမျောလင်းကြရလေဒီကောင်ကတော့ဟိုကောင်နဲ့ချနိုင်တယ်ငါတို့ fight scene တွေဘယ်ကောင်နဲ့ဘယ်ကောင်ချရတယ်မြင်ရနိုင်တယ်ဆိုပေမဲ့လည်းဘာမှမပါလာခဲ့ဘူးပေါ့နော်ဒီလောက်နဲ့ပဲပြီးသွားခဲ့တယ်ပြီးတော့အားလုံးကထင်ခဲ့ကြတာက Rock Spirit ထဲကလူတွေတချို့တော့ကဒီ God Valley မှာတည်သွားခဲ့ကြလိမ့်မယ်လို့ထင်ခဲ့ကြတာဥပမာကျွန်တော်တို့ Thriller Back မှာ Zombie အနေနဲ့တွေ့ခဲ့ကြရတဲ့ Ganzui တို့ Captain John တို့ Gilbert Star တို့ဆိုလို့ရှိရင် God Valley မှာတည်သွားတယ်တည်သွားလို့ Moria ကရောက်လာပြီးတော့သူတို့ကိုခေါ်သွားပြီး Zombie လုပ်ပလိုက်တယ်ပေါ့အဲ့ဒီလိုမျိုးထင်ခဲ့ကြတာ Moria ရဲ့ Thriller Back သင်္ဘောကြီးက God Valley ရဲ့အစိတ်အပိုင်းတစ်ခုဒါမှမဟုတ် God Valley ကျွန်းကြီးဖြစ်နေနိုင်တယ်ဆိုတဲ့ theory လည်းရှိသေးတယ်လေဒါပေမဲ့အခုကတော့ God Valley ကျွန်းကြီးလည်းပြည့်စည်သွားပြီဖြစ်တယ်လို့ Gatco Moria လည်းမရှိနေဘူးမို့လို့ဒီ theory ကမဖြစ်နိုင်ဘူးလို့ပြောလို့ရတဲ့အခြေအနေကိုရောက်သွားပါပြီအဲ့တော့လူတွေကဒါတွေကိုဆက်ပြီးတော့ဒီ Rock Spirit တွေဒီမှာအသေးအတန်ဗရဲဆိုင်ကြမယ်ပြီးရင်တည်သွားခဲ့ကြလိမ့်မယ် God Snipe တွေလက်ချက်နဲ့ဖြစ်ဖြစ် Emu တို့ Corozay တို့လက်ချက်နဲ့ဖြစ်ဖြစ်တည်သွားခဲ့ကြလိမ့်မယ်လို့ထင်ခဲ့ကြတာဒါပေမဲ့လည်းဒါတွေလည်းမဖြစ်လာခဲ့ပါဘူးနောက်ထပ်အားလုံးကမျောလင်းခဲ့ကြမြင်ခဲ့ကြပြီးတော့လုံးဝလက်လေးတောင်မလှုပ်ခဲ့တဲ့ character တစ်ကောင်ရှိတယ်အဲ့ဒါကတော့ဟုတ်ပါတယ် God ရဲ့ကိုရံတော့ Bogart ပါပဲအဲ့တော့ Bogart ကမသိတဲ့လူတွေအတွက်ပြောရရင် God ရဲ့ဘေးမှာအများနဲ့မြင်နေရတဲ့ဒီအုတ်ထုတ်ဆောင်းထားတဲ့ Sablin နှင်းမောင်ဒီဇိုင်းနဲ့ဓာတ်ကင်ထားတဲ့ကောင်ပေါ့နော်ဒီဇိုင်းကတော့စောက်ရမ်းမိုက်တယ် God ရဲ့ကိုရံတော်ဆိုတာထက်လက်ထောက်လို့ပြောရင်ပုံမှန်ပဲထင်တယ်ဘာလို့ဆိုတော့ God လိုကောင်ကကိုရံတော်လိုမယ်လို့ကျွန်တော်ကတော့မထင်ဘူးဒီ One Piece community ရဲ့မှာလည်း Bogart ရဲ့ fandom ကတက်ကိုရှိတာဗျအခုချိန်ဒီ anime ထဲမှာ dialogue လည်းလောက်လာမရှိသလိုဘာမှလုပ်ပြခဲ့ရလဲမရှိဘူးဟိုကိုဘီနဲ့ helmet ပိုရဲ့ training act မှာနည်းနည်းလေးပါလာတော့ပဲရှိတယ်အဲ့ဒါကိုလူတွေကဟာဒီကောင်ချတာကိုတော့ဘယ်မှာမြင်ရလောက်ပြီး God Valley မှာဆိုတော့အသေးအတန်မြင်ရမယ်ဆိုပြီးတော့ထင်ခဲ့ကြတာ God Valley incident အစမှလည်းတကယ်သူကဓာတ်ဆွဲထုတ်ပြီးတော့ God ရဲ့ဘေးမှာစောက်ရမ်းမိုက်တဲ့ဒီဇိုင်းနဲ့သင်္ဘောပေါ်ကခုန်ချလာဒါပေမဲ့လည်း God Valley incident ကြီးသာပြီးသွားတယ်ဘာမှမဖြစ်ခဲ့ဘူး Bogart ကိုတမိတဖျားမှတော့မတွေ့ခဲ့ကြရတော့ပါဘူးGod Valley အပြီးမှာထွက်လာတဲ့ theory တစ်ခုတော့ရှိရဲအဲ့ဒါကဘာလဲဆိုတော့ Bogart က God ရဲ့လက်ထောက်မဟုတ်ဘဲနဲ့ War Government က God ကိုစောင့်ကြည့်ဖို့အတွက်အနီးကပ်ထားတဲ့တချို့ပေါ့တချို့မဟုတ်ရင်တော့ကွာ God ကိုမဟုတ်တာလုပ်လို့မရအောင်သူတို့မကြိုက်တာလုပ်လို့မရအောင်ဘေးမှာသတင်းပေးဖို့ထားတဲ့ War Government ရဲ့လူလို့ထင်ကြတဲ့ theory ပေါ့ဘာလို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်း God Valley incident မှာတော့ God ကပင်လယ်ဓမြတွေနဲ့ပေါင်းပြီးတော့ War Government ဘက်ကိုပြန်ပြီးတော့တိုက်ခဲ့တာလေအဲ့တော့ God ကိုအရေးမယူဘဲနဲ့ရေတက်ထဲမှာပဲဆက်ပြီးတော့ထားတယ်ဒါပေမဲ့မဟုတ်တာလုပ်လို့မရအောင်ဘေးမှာသူတို့ရဲ့လူတွေထည့်ထားတယ်ပေါ့အဲ့ဒီ theory တခုတော့ရှိတယ် Bogart နဲ့ပတ်သက်ပြီးတော့ God Valley မှာထွက်လာခဲ့တဲ့အကြောင်းအရာဆိုလို့ဒီတခုပဲရှိတယ်ဘာ fight scene မှလည်းမရှိခဲ့သလိုဘာမှလည်းမရှိခဲ့ဘူးရှေ့လျှောက်လဲဒီဘဲကဘာမှလုပ်ပြလိုက်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒီလိုပဲဆက်ပြီးတော့ပုံထဲမှာပဲရှိနေမှာပေါ့ဒါပေမဲ့ One Piece live action မှာတော့ anime တွေအထက်ပို့ပြီးတော့နေရာရတယ်လို့dialogue တွေလည်းပြောခဲ့တယ်ဗောနော်အများကြီးပြောခဲ့တယ် manga တို့ anime တို့နဲ့ရှင်လို့ရှင်အဲ့တော့ကိုလူတွေရောဘယ်လိုထင်လဲကျွန်တော်ဗီဒီယိုကြည့်နေတဲ့ထဲမှာရော Bogart fan တွေရှိကြလားရှိရင်ရောဘယ်အချိန်မှာဘာမြင်ရမယ်လို့ထင်လဲတစ်ချက်လောက်ပြောခဲ့ကြပါဦးနောက်ဆုံးတစ်ခုအနေနဲ့တော့အရန်ကိုနာမည်ကြီးခဲ့ပြီးတော့မှလုံးဝဖြစ်မလာခဲ့တဲ့ theory တစ်ခုနဲ့ပိတ်ချင်ပါတယ်အဲ့ဒါကတော့ Dragon ကသူ့ရဲ့ Devil Fruit ကို God Valley မှာစားမယ်ဆိုတဲ့ theory ပါအားလုံးသိကြတဲ့အတိုင်း God Valley incident မှာလူသားအမဲလိုက်ပြိုင်ပွဲကြီးလုပ်တယ်ပေးတဲ့စုတွေက Devil Fruit တွေပါတယ်အဲ့တော့ Dragon ကသူ့ရဲ့ Devil Fruit အခုချိန်ကြီးတော့ကျွန်တော်တို့ Dragon မှာ Devil Fruit ရှိနေလားတခြား power တစ်ခုလားဆိုတော့မသိရသေးဘူးဒါပေမဲ့ထားပါတော့ Devil Fruit power ရှိတယ်ပဲထား Dragon ကသူ့ရဲ့ဒီမိုးလေဝသနဲ့ဆိုင်နဲ့ဒါမှမဟုတ်လေနဲ့ဆိုင်နဲ့ Devil Fruit ကို God Valley မှာစားခဲ့တယ်ဆိုတဲ့ theory တစ်ခုရှိတယ်အဲ့တော့ဒါဖြစ်နိုင်ကြလဲအများကြီးရှိတယ်ကွာ Dragon က God Valley မှာရောက်နေတယ်အရန်ကိုမိုက်တဲ့ရှားလှပါကြီးရဲ့ဆိုတဲ့ Devil Fruit တွေအများကြီးကလည်း God Valley မှာစုအနေနဲ့ရှိနေတယ်အဲ့တော့လူတွေတော်တော်များများကဒီလိုထင်ခဲ့ကြတာမဆန်းဘူးဒါပေမဲ့တကယ်တမ်းဇက်လန်ထဲမှာတော့ Dragon ရဲ့အခန်းကဏ္ဍကလည်းတော်တော်အရေးကြီးတဲ့နေရာကပါခဲ့တယ်ဒါပေမဲ့လို့ Devil Fruit ကိုတော့စားမသွားခဲ့ဘူး God Valley မှာစုအနေနဲ့ပေးမဲ့ Devil Fruit တွေကတလုံးက Dragon နဲ့အတူတူပါသွားပြီးတော့တခြားနေရာရောက်မှစားလိုက်တာလည်းဖြစ်နိုင်ပေမဲ့အခုချိန်ထိတော့ Dragon God Valley မှာ Devil Fruit စားရဲဆိုတဲ့ theory ကမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်သွားပြီအဲ့တော့ဒါကိုလည်းတကယ်မဖြစ်လာခဲ့တဲ့ theory တွေထဲမှာထည့်ရမယ်ကဲဒါကတော့God Valley incident ကြီးမှာတကယ်မဖြစ်ခဲ့မပါလာခဲ့တဲ့
ကျွန်တော်တို့ရဲ့ theory တွေမျှော်လင့်ချက်တွေအကြောင်းကျွန်တော်လက်လန်းမိတယ်လို့ပြောသွားခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောတဲ့အထဲမှာမပါသွားတဲ့ကျွန်တော်မသိလို့ဖြစ်စေဒါမှမဟုတ်ပြောစရာအရင်မများလို့ဖြစ်စေမပြောခဲ့တဲ့အကြောင်းတွေလည်းအများကြီးကြံသေးတယ်ဥပမာemu က God Valley ကို Gongo ကတဆင့်ရောက်လာတယ်တို့နောက် God Valley မှာစစ်တမ်းမဟုတ်တဲ့တခြား Gorosei တယောက်ကပါဝါပြတာကိုတွေ့ရနိုင်တယ်တို့နောက်ပြီးတော့ God Valley တောင်ကြားရဲ့အောက်ထဲမှာတခြား monster တွေတကောင်ရှိနေနိုင်တယ်ဘာညာပေါ့တခြား theory တွေလည်းအများကြီးရှိသေးတယ်အခု God Valley incident ဇာတ်လမ်းမှာမမြင်ခဲ့ကြရပေမဲ့အနာဂတ်မှာတော့ဖြစ်လာနိုင်သေးတဲ့တချို့ theory တွေလည်းရှိသေးတယ်ဥပမာအဖြစ်ဆိုရင်နောက်ဆုံး poneglyph ရှိနေတဲ့မီးအမှတ်တဲ့လူကို God Valley မှာမြင်ကြရလိမ့်မယ်တို့ဘာလို့ပေါ့ဒါကတော့ God Valley ကနေအခုလွတ်မြောက်သွားတဲ့သူတွေကလည်းအများကြီးရှိတယ်ဆိုတော့နာဂတ်မှာမဖြစ်လာဘူးလို့မပြောနိုင်ဘူးသူတို့တွေကတယောက်ကမီးမှန်တဲ့လူဖြစ်နေနိုင်တယ်ကဲကျွန်တော်ရဲ့ God Valley ကြောင့်ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ချက်တွေအကြောင်းကတော့ဒီလောက်ပါပဲကျွန်တော်အာလူဖုတ်တာတွေကိုနားထောင်ပြီးတော့ကိုလူတို့လည်းသူမကြောင့်ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ချက်တွေကိုခဏလောက်မေ့ထားလိုက်နိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နဲ့အတူတူ One Piece အကြောင်းအာလူဖုတ်ရတာကြိုက်တယ်ဆိုရင် channel လေးကို subscribe လေးလုပ်ပေးထားခဲ့ကြဖို့လည်းတောင်းဆိုချင်ပါတယ်ရဲသားစုပါနောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်